မိုးရွာတန်းနဲ့အတူဈေးတန်းလေးတစ်ခုထဲမှာဒေါ်အေးတန်းတယောက်မုံဟင်းကားအိုးနားမှာမောပန်းနေတယ်။ခင်ဘုံဆုံးပြီးနောက်တားတယောက်သေးကိုလက်မလွတ်ဖဲပြုစုပေးခဲ့တဲ့မိခင်။သူမကိုယ်တိုင်တော့တခါတလေစံပြုတ်နဲ့သာအစာဖြီပြီးတားမင်းခန့်ကိုတော့ထမင်းပြည့်ပြည့်စားစေခဲ့တယ်။ညရဲမှာမိုးယိုနေတဲ့အိမ်ငယ်လေးထဲမှာတားစာတန်တိုင်ဖို့မိကိုမထွတ်တဲ့မီးလေးတစ်လုံးနဲ့အိတ်မပျော်ပဲထိုင်ဆောင်မိခဲ့တယ်။ငါသားလေးပညာတတ်ပြီးလူတစ်ယောက်ဖြစ်ရမယ်။ဒီစကားတစ်ခုပဲသူမဘဝတစ်ခုလုံးဖြစ်နေခဲ့တယ်။နှစ်များကြာပြီးနောက်မင်းခန့်ဟာစောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်ဖြစ်လာခဲ့တယ်။ကုမ္ပဏီကြီးမှာအလုပ်ရပြီးတထေးသမီးစန်ဒီနဲ့ချစ်ကြိုက်ပြီးလက်ထပ်လိုက်တယ်။အစမှာတော့အမေကိုမမေ့သေးဘူး။ဒါပေမဲ့မြို့ကြီးဘဝဇင်းခံဘဝဇနီးရဲ့ဩဇာအောက်မှာအမေဟာတထေးချေးဝေးကွာသွားတယ်။ဖုံးတစ်ခါတောင်မဆက်ဖြစ်တော့ဘူး။ဒေါ်အေးတန်းတော့ဖုံးတမထွက်တဲ့နေ့တွေဟာနှလုံးသားကိုတဖြည်းဖြည်းချိုးဖဲ့ပြီးသလိုပဲ။ဒီနေ့မှာဒေါ်အေးတန်းအပြင်းထန်ဖျားနာသွားတယ်။တယောက်သေးအိယာပေါ်မှာလှုပ်မရဘူး။ဖုံးကိုကင်ပြီးသားစီခေါ်လိုက်တယ်။သားအမေနေမကောင်းဘူးလာခဲ့ပေးပါ။အဲ့ဒီအချိန်မှာမင်းခန့်နဲ့ဆန်ဒီကပါတီသွားဖို့ပြင်နေတယ်။ဆန်ဒီကမျက်နှာတိမ်ပြီးအမြဲတမ်းဒီလိုပဲမသွားနဲ့။မင်းခန့်ဟာအမေအတန်ကိုကြားနေတော့လေနောက်ဆုံးမှာအမေကျွန်တော်အလုပ်များနေတယ်ဖုံးကိုချလိုက်တယ်။အဲ့ဒီခဏမှာဖုံးအဖက်ကမိခင်ရဲ့မျက်ရည်တွေတိတ်တိမ်လေးကျနေခဲ့တယ်။ရက်အနှဲငယ်ကြာပြီးလူငန်းရှင်ရှေ့မှာပန်းလေးတွေကိုကိုက်ထားတဲ့ကလေးလေးလာတယ်။ဦးလေးပန်းဝယ်ပေးပါလား။အမေနေမကောက်လို့ဆေးဖို့ရှာနေတာ။မင်းခန့်မတိုက်နိုင်တော့ဘူး။မင်းအမေကဘာဖြစ်လို့လဲ။ကျွန်တော်အတွက်ပင်ပန်းပြီးဖျားသွားတာပါ။ကလေးရဲ့စကားတစ်ကြောင်းဟာမင်းခန့်ရဲ့နှလုံးသားကိုတိုက်ရိုက်ထိသွားတယ်။အဲ့ဒီခဏမှာအမေမျက်နှာအမေလက်တွေအမေပင်ပန်းမှုတွေအားလုံးတပြိုင်နက်ပြန်မြင်လာတယ်။ငါဘာတွေလောက်မိတာလဲ။မင်းခန့်ဟာကားကိုအမြန်ဆုံးမောင်းပြီးနေကိုပြန်သွားတယ်။အိမ်ကားကိုဖွင့်လိုက်တော့အမေကအားနေပြီးအိယာပေါ်မှာမလွတ်လိုက်တော့ဘူး။အမေသူခြေထောက်ကိုဖက်ပြီးငိုတယ်။တာမှားခဲ့ပါတယ်အမေ။ဆန်ဒီလည်းအတူလိုက်လာပြီးအခြေအနေကိုမြင်ပြီးစိတ်ထဲမှာကြောက်စရာအတွေးတစ်ခုပေါ်လာတယ်။ဒီနေ့ငါကလေးလဲငါကိုဒီလိုလုပ်ရင်သူမရဲ့မာနတွေအရေးပျော်သွားတယ်။ဆန်ဒီကရောက်ခမကိုလက်ကင်ပြီးမေမေသမီးမှားခဲ့ပါတယ်။ဒေါ်အေးတန်းကတော့ဘာမှမပြောဘဲတားနဲ့ချွေးမကိုသာလက်နဲ့သွားထိလိုက်တယ်။မျက်ရည်ဒီနဲ့အမေသားပြန်လာတာပဲအမေတက်လုံလောက်ပြီ။နောက်ပိုင်းမှာမင်းခန့်ဟာအမေကိုမြို့ကိုခေါ်လာပြီးကိုယ်တိုင်ပြုစုဆောက်ရှောက်ခဲ့လေ။အရင်ကပဲ့တင်တန်လို့ပြန်မလာခဲ့တဲ့အမေခေါ်တဲ့ဒီတစ်ခါတော့တားရဲ့နှလုံးသားထဲမှာထာဝရနေရာယူသွားခဲ့လေ။တင်ခန်းစာမိဘကိုပြုစုဖို့ဆိုတာနောက်မှမဟုတ်ဘူး။အခုလုပ်ရမယ့်အရာပါ။ဒါမှမဟုတ်တနေ့မှာနောင်တမယ်ကျန်နိုင်တယ်။ဒီဇလန်းလေးတွေနားထောင်ခြင်းနဲ့ဆိုရင် like and subscribe လုပ်ပေးကြအောင်နော်